လွန်ခဲ့တဲ့နှစ်ပေါင်း50ကျော်ကလူသားတွေလက်ကမ္ဘာပေါ်ကိုနောက်ဆုံးခြေချခဲ့ပြီးနောက်မှာအခုတစ်ခါလူသားတွေဟာလက်ကမ္ဘာအနီးကိုတကြောပြန်တွားရောက်နေကြပါပြီ။ဒီခရီးစဉ်ဟာလပေါ်ကိုတိုက်ရိုက်ဆင်းသက်မှာမဟုတ်ပေမဲ့နောက်လပေါ်မှာအခြေစိုက်စခန်းတွေတည်ဆောက်ဖို့အတွက်အရေးကြီးဆုံးလေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ခရီးစဉ်ရဲ့ပထမဆုံးရက်မှာအင်အားပြင်းလာတဲ့ဒုံးပျံကြီးဟာ Orion အာကာသယာဉ်ကိုတည်ဆောင်ပြီးကမ္ဘာမြေကနေစတင်ပြန်တက်မှာဖြစ်ပါတယ်။ကမ္ဘာပတ်လမ်းထဲရောက်တာနဲ့ Orion Separation လို့ခေါ်တဲ့ဒုံးပျံနဲ့အာကာသယာဉ်ခွဲထွက်ခြင်းကိုလှုပ်ဆောင်မှာဖြစ်ပြီး25 hard TLI burn လို့ခေါ်တဲ့အရှိန်မြင့်တင်မှုကနေတဆင့်ကမ္ဘာဆွဲငင်အားကိုရုံထွက်ပြီးလကမ္ဘာစီကိုဥတည်ပြန်တန်းမှာဖြစ်ပါတယ်။ဒီရက်တွေမှာတော့အာကာသယာဉ်ဟာအာကာသဟင်းလင်းပြင်ထဲမှာလကမ္ဘာစီကိုတရွှေ့ရွေ့ပြန်တန်းနေမှာပါဒီချိန်မှာအာကာသယာဉ်မှူးတွေဟာရန်ရဲ့စနစ်တွေကောင်းမွန်စွာအလုပ်မလုပ်ကိုစစ်ဆေးရင်းအဝေးကမြင်တွေ့ရတဲ့ကမ္ဘာမြေကြီးရဲ့အလှတရားကိုခန်းစားနေရမှာဖြစ်ပါတယ်ခရီးစဉ်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းပါပဲယင်ဟာလရဲ့ဆွဲငင်အားဆက်ကွင်းတွေကိုစတင်ဝင်ရောက်မှာဖြစ်ပြီးလရဲ့မျက်နှာပြင်နဲ့အနီးဆုံးနေရာကနေပတ်ပြန်မှာဖြစ်ပါတယ်ဒီချိန်မှာအာကာသယာဉ်မှူးတွေဟာလရဲ့ကြောက်ဆောင်ကြောက်ခဲတွေကိုအနီးကပ်မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်လကမ္ဘာကိုပတ်ပြီးတာနဲ့ယင်ဟာကမ္ဘာမြေစီကိုဥတီပြီးပြန်လဲပြန်တန်းမှာဖြစ်ပါတယ်ဒီ၃ရက်တာကာလအတွင်းမှာအာကာသယာဉ်မှူးတွေဟာလကမ္ဘာခရီးစဉ်ကြောင့်ခန္ဓာကိုယ်ပေါ်တက်ရောက်မှုတွေကိုသိရှိနိုင်ဖို့အတွက်ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေကိုအသေးစိတ်ပြုလုပ်ကြရမှာပါခရီးစဉ်ရဲ့နောက်ဆုံးနေ့ဟာအန်ဒရယ်အရှိဆုံးအချိန်ပါပဲခရူမို့တို့ဟာယင်မကြီးကနေခွဲထွက်ပြီးကမ္ဘာလေထုတွေကိုတနာရီမိုင်ပေါင်း2500အချိန်နဲ့ပြန်လည်ဝင်ရောက်မှာဖြစ်ပါတာလေထုနဲ့ပွက်တိုက်မှုကြောင့်အပူချိန်ဟာ3000 degree Fahrenheit အထိရှိနေမှာဖြစ်ပြီးမီးလုံးကြီးတစ်လုံးလိုဖြစ်နေပါလိမ့်မယ်အရှိန်တက်ဖို့အတွက်လေထီးကြီးတွေကိုအသုံးပြုပြီးနောက်မှာတော့ပစိဖိတ်သမုဒ္ဒရာထဲကိုဘေးကင်းစွာဆင်းသက်လိုက်မှာဖြစ်ပါတယ်ဒီစရက်တာခရီးစဉ်ဟာလူသားတွေရဲ့အာကာသစူးစမ်းရှာဖွေရေးသမိုင်းမှာမှတ်တိုင်သစ်တစ်ခုဖြစ်လာမှာပါ